အခုအပြိုင်ပွဲကဆရာလေးနဲ့ဆရာနီပေါ့နော်တို့အဖွဲ့တယောက်3ယောက်ဒါလည်းသူ့ပေါ်မှာတေခွင်းနဲ့ဒီရေတန့်ဘူးမှာစိုးရမယ်စိုးပြီးနိုင်သွားတော့လူကအယုတ်ရမှာနော်ဝမ်းဘယ်သူရင်စောင်းလဲဝမ်းသူရတယ်မတော်လို့ရတယ်မြင်လို့1 2 3တေကွင်းပြုတ်ချရှုံးပြီနော်ရှုံးပြီတယောက်နောက်တယောက်ရှုံးပြီတို့နှစ်ယောက်နောက်နှစ်ယောက်လားဖေးဖေးလားမလုံးနဲ့ဖေးဖေးလားပြုတ်ချရှုံးပြီနော်โอเคဝင်သွားပြီဟိုကဝင်သွားပြီလာနောက်နှစ်ယောက်မလုံးနဲ့တေကွင်းโอเคရနောက်နှစ်ယောက်လာလေလာဆရာနေမနိုင်သေးတရေဆိုင်ရှုံးပြီဆရာနေနိုင်သွားပြီနိုင်သွားပြီဆိုင်နိုင်တော့ပြီလာမြင်လာယူအယုတ်ဟေးအယုတ်လာယူဘာကြိုက်ရောမြင်ယူဘာယူပဲဟေးရယူလားကဲအခုတော့ညီတို့အဖွဲရှုံးနေတယ်ဆရာဆိုင်ဘယ်လိုလုပ်မှတခုမှမရတယ်ညီတို့အဖွဲဘယ်လိုလဲအားတော့ကွာ